ကျွန်တော်တို့ဒီနေ့ဆန္ဒပြရတဲ့အကြောင်းရင်းက3ချက်ရှိတယ်လို့ဆိုကြပါလေနံပါတ်1ကလက်ရှိဗမာပြည်ထဲမှာဖြစ်ပျက်နေတဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့အခြေအနေနဲ့ကုလသမဂ္ဂရဲ့ဂျာဝင်ဆောင်ရွက်မှုကမတရားဘူးဆိုတာကိုကန့်ကွက်တဲ့အနေနဲ့ဒါနံပါတ်1အချက်ဆန္ဒပြတာဖြစ်ပါတယ်နံပါတ်2ကလည်းအဲ့ဒီဟာနဲ့သုံးတရားဆက်စပ်မှုရှိတဲ့လိုရီယာဝန်ကြီးချုပ်မစ္စတာဆမ်ဘာကပြောတဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ဝေဖန်ချက်ကိုကျွန်တော်တို့အပြေးခံကန့်ကွက်ထုတ်ချတဲ့အနေနဲ့ဆန္ဒပြတာဖြစ်ပါတယ်နံပါတ်3ချက်ကဘာလဲဆိုရန်သူအားပေးဖြစ်တဲ့လောက်ရက်တွေပေါ့လေဒါစင်ကာပူမှာရှိနေတဲ့ကျွန်တော်တို့ဒီမိုစီရဲ့လှုပ်ရှားသူတွေကိုစင်ကာပူအစိုးရကနေပြီးတော့အရေးယူဆောင်ရွက်နေတာတွေမနေနိုင်အောင်လုပ်နေတဲ့လက်ကျတဲ့ဥပဒေတွေထုတ်နေတာတွေကိုကန့်ကွက်ဆန္ဒပြတာဒီအကြောင်း3ချက်နဲ့ဆန္ဒပြရဖြစ်ပါတယ်